ပညာရှိနဲ့ပညာမဲ့ခွဲခြားတဲ့အချက်ပညာရှိဆိုတာတိတ်ဆိတ်တဲ့အပြောဆိုနုညံ့တဲ့အစကားအများကြီးပြောစကားနဲ့နုညံ့ကြတယ်ပြောရဲ့စကားတွေတဲ့ပညာသားပပပြောရဲ့စကားနဲ့ထိအောင်ပြောရဲ့သူတစ်ပါးနားလဲအောင်ပြောရဲ့အလုတ်ခွင်ထဲမှာလဲသူတို့ဘလောက်လှုပ်ကြောင်းကြွားနေမှာမဟုတ်ဘူးသူလှုပ်ရှားရှိတာကိုလှုပ်သွားတဲ့ပဲတည်ငြိမ်မှုရှိတာပေါ့သူတို့ဘလောက်ရှိကြောင်းလဲမပြောဘူးသူများလာပြောရင်ကြုံလေးပဲနားထောင်သွားတဲ့သူတွေပေါ့ပညာမဲ့တွေသူတွေကတော့ဒီလိုမဟုတ်ပါဘူးစကားကိုစွာကျဲပြောတယ်သူတစ်ပါးကိုအနိုင်မရအောင်ပြောတယ်ဒီလိုမျိုးကသူတစ်ပါးစကားအနိုင်ရလိုက်ပေမဲ့စိတ်သက်ရေးရမှာရှုံးနေလိုက်ရမတိကြဘူးအလုပ်ကိုလည်းနည်းနည်းလှုပ်ပြီးသူဘလောက်ချမ်းသာကြောင်းသူဘလောက်ရှိကြောင်းအမြဲတမ်းကြောတတ်ကြရအမြဲကြွားဝါတတ်တယ်ပြီးတော့တစ်ဖက်သားကိုလည်းအမြဲအထင်သေးတတ်ကြတယ်ပညာရှိနဲ့ပညာမဲ့ကသူတို့အပြောဆိုပြုအမှုအနေအထားအလုပ်အကိုင်တွေကိုကြည့်ချင်းအားဖြင့်သိရှိနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအပေါင်းနှိပ်ထားနိုင်ပါတယ်